နောက်တစ်လုံးသားတစ်ခုလုံးကိုကျွန်တော်တို့ကပြုပြင်ပြောင်းလဲပေးမဲ့အရာကတော့တန်ရှင်းတော်ဝိညာဉ်တော်ဖြစ်တယ်။အဲ့ဆိုရင်ကျွန်တော်တို့ကလူကိုပြုပြင်ပြောင်းလဲအထူးသဖြင့်သဘောထားစိတ်ကိုပြောင်းလဲမှာကဘုရားသခင်ရဲ့တန်ရှင်းတော်ဝိညာဉ်တော်အဲ့တော့နှုတ်ကပတ်တော်ဖြစ်တယ်။အဲ့လိုပြောတဲ့အခါမှာကျွန်တော်တို့ကလူဖြစ်တဲ့အခါနံပါတ်1လူရဲ့ဗီဇအဲ့ဘယ်လိုပြောမလဲကျွန်တော်တို့ကဘာနော်ဘာပြောမလဲ introvert ဖြစ်တယ် extrovert ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲ အလိုလောက်သိနိုင်တာတချို့က feeling ဖြစ်တယ်တချို့ကပါ thinking ဖြစ်တယ်နော်ဒါကကျွန်တော်တို့ကမပြောင်းလဲဘူးဗျမွေးကလေးကလူကဗီဇမတူ introvert ဖြစ်လာတဲ့သယောက်ကနှုတ်ကပတ်တော်ဖောက်လိုက်လို့တန်ရှင်းတော်ဝိညာဉ်တော်နဲ့သွားလိုက်လို့ extrovert ဖြစ်မလား extrovert တွေ hyper တွေကလည်းနှုတ်ကပတ်တော်ဖောက်တယ်တန်ရှင်းတော်နဲ့ဝိညာဉ်တော်သွားလိုက်လို့ introvert တော့မဖြစ်လာဘူး thinking တမားကတော့တီတမားပါနော်thinking တီတမားကခဏပြောလို့နှုတ်ကပတ်တော်ဖောက်လိုက်လို့ခဏဝိညာဉ်တော်သွားလိုက်လို့ F တမားမဖြစ်တော့ F မှာလည်းနှုတ်ကပတ်တော်ဖတ်လိုက်လို့အရှင်ဝိညာဉ်တော်နဲ့သွားတယ်လို့တည်တမားကြီးဖြစ်မလားဒါကျွန်တော်တို့ကဖျားခင်ဥဝဲဆိုတော့မွေးကလေးကကျွန်တော်တို့ကိုဖြစ်တည်စေတယ်ကျွန်တော်တို့ရဲ့ဗီဇဖြစ်နေတယ်ဒါပေမဲ့အဲ့အမပြောင်းနိုင်မယ်ဘာပြောင်းနိုင်မလဲကျွန်တော်တို့ဗီဇအထဲမှာရှိတဲ့နှလုံးသားတွေရှိတယ် introvert ဖြစ်နေပြီမဲ့သဘောထားတတ်တတ်ရှိနေရတယ်extrovert ဖြစ်နေပြီသူ့စိတ်နှလုံးသားတတ်တတ်ရှိနေရတယ် introvert တိုင်းဒီစိတ်နှလုံးသားမရှိတာမဟုတ်ဘူး extrovert ဖြစ်တိုင်းဒီစိတ်နှလုံးသားတစ်ခုတည်းရှိတာမဟုတ်ဘူးအဲ့အရာကိုပြောချင်တာအဲ့အရာကဘာလဲဆိုရင်နှလုံးသားရဲ့သဘောတရားအကျဉ်းစီကိုပြောင်းလဲပေးမှာနံပါတ်1တင်ဟာဘလို့လူလဲဆိုရအောင်တင်ရဲ့ဗီဇကိုပြားတဲ့အရာတော့ကျွန်တော်ကဆက်ရှိနေမှာဒါပေမဲ့အဲ့ဗီဇထဲမှာရှိတဲ့နှလုံးသားသဘောထားအကျဉ်းစီကိုကြတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှာကျွန်တော်တို့ကိုပြုပြင်ပေးမှာဘုရားသခင်ရဲ့ဝိညာဉ်တော်ကကျွန်တော်ကိုပြုပြင်ပေးမှာအဲ့လိုပဲတန်ရှင်တော်ဝိညာဉ်တော်ပေါ့ဗျာတန်ရှင်တော်ဝိညာဉ်တော်ဘုရားသခင်ကကျွန်တော်ကိုပြုပြင်ပေးမှာကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဘယ်လိုပြောရမလဲကျွန်တော်တို့အားနေတဲ့နေရာမှာမှားစမယ်ကျွန်တော်တို့ကိုတွန်းတင်မယ်ကျွန်တော်တို့ကိုဒီနှုတ်ကပတ်တော်ကိုအကျွမ်းမဲ့တုံတယ်မှာဝိညာဉ်တော်ဆိုပြောထားတယ်အဲ့ဒါကိုကျွန်တော်တို့ကအဲ့ဒါကျွန်တော်တို့ပြုပြင်ပေးပါဦးဗျာတွေ့ရဒါကကျွန်တော်တို့ကလိုအပ်နေတဲ့ရဒါဆိုရင်ကျွန်တော်တို့အလုံးစုံနှလုံးသားကိုချိန်ပေးမှာနှလုံးသားအကျဉ်းစိတ်ကိုပြောင်းလဲပေးမယ်ရာကတန်ရှင်တော်ဝိညာဉ်တော်ဘုရားရှင်နှုတ်ကပတ်တော်ဖြစ်တယ်ဒါဆိုရင်ရှင်သူတော်မဆောအပ်ပါတယ်ငါဆုံးနေ